Facebook နဲ့ YouTube channel ကနေပြန်လည်ကြည့်ဆိုပါတယ်ကျွန်တော်ဒီနေ့ကျွတ်တွေလုပ်ပေးမယ့်ချင်းကတော့ကိုကျော်မြင့်သူရေးဆက်ပြီးတော့ကိုစီစုလေးတည်ဆူထားတဲ့ရှောက်ဘောတော်မင်းသားကြီးဆိုတဲ့တချင်းလေးပဲဖြစ်ပါတယ်ဒီချင်းကိုကောက်ဖို့တပေါင်းမှညှပ်ပြီးတော့တီးပြမှာဖြစ်ပါတယ်ဒီဆိုဒီတချင်းမှာပေါတဲ့ကော်တွေကတော့ဒီကောပါတယ်ပြီးရင် A ကောပါတယ်ပြီးရင် A7 ကောပါတယ် A7 ကောကြတော့ A ကန်တဲ့ကိုစံတဲ့ကျွန်တော်လက်ကလေးလေးပြောလိုက်မယ်ပြီး G ကောပါတယ်ပြီး email နာပို့ပါတယ်ပြီး email နာပို့ပါတယ်ကိုယ်ကတော့ဒီလိုပါပဲဒီတစ်ချက်မှဆိုတော့လက်ခံကြတော့ကိုလက်ခံမျိုးစားပါဘယ်လိုမျိုးလဲဆိုတော့တောင်းအတောင်းကောင်းနေပြီမယ်ဆိုရင်โอเคဒါဆိုကျွန်တော်တို့အခြေလေးစလိုက်အောင်